နောက်ဘက်ကသမီးလိုပါသေးကျွန်တော်ရဲ့ခိုက်လို့ချန်တယ်နဲ့အကုန်လုံးကြိုးစလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့စီမံမရှိမှထားရဲ့အကုန်လုံးလိုက်ဝဲကောင်းလာရှိပါတယ်ကျွန်တော်ရဲ့ပတ်စံ9,400,000ရှိပါတယ်ဒီတော့ကျွန်တော်ဓာတ်တွေမဟုတ်ဘူးကျွန်တော်တနက်တည်းရင်တော့ပါမယ်ကျွန်တော်မှတနက်ကဘလို့မြင်နိုင်မှာတစ်ချောင်းမှမရှိပါဘူးဟိုတနက်ဝယ်မှာတနက်ကတော့တစ်ချောင်းမှရောင်းပါတယ်ထမောင်ကူကျွန်းကတော့မတက်တာပါမှာဖြစ်ပါတယ်မြေတာဝဒီ MBC မှာဝယ်လို့ရပါတယ်ပထမတစ်ခုတော့လောက်လေးပါအစိုးကိုင်းနေဒီတော့ကတော့မရှင်းကန်းမှာတနက်ပွဲဘူးတနက်မရှင်းကန်းအောင်ပြနောက်တစ်ခုကကျွန်တော်လည်းအတန်တော့မကြည့်ပါဘူးကျွန်တော်ဂန်းနေကုန်ဝယ်ပြီးပါပြီကျွန်တော်မှာကတော့ယတိဖုတ်တယ်ဖူလို့ရှိပါတယ်ကျွန်တော်ဆန်တယ်ဆိုတော့တရားဒီဝါတဲ့ခါကျရင်ကျွန်တော်ယတိကူကောဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ရှင်တော့ဘလို့ subscribe မလုပ်ရသေးဘူးသူကအန်လက်လုပ်ပြီးတော့ကျွန်တော်ကူညီပြီးပြပါဦးကျွန်တော်ကတားသားနဲ့အဲ့ဒါထားလည်းမလို့အချားနှချောင်းသွားမှာဒီပါကျွန်တော်ဗုဒ္ဓဖူကတော့ကျွန်တော်ပုံစားပါကျွန်တော်ကတော့ကောင်းပါကျွန်တော်မှတ်တိုင်းမတိကေပုတ်တယ်ခဏပေါ့ပါတယ်ကျွန်တော်နဲ့ဟိုဒီကောမှာဝယ်ရလေကာကတားနာပါတမ်းမဝယ်လိုက်ပါဘူးကိုယ်ဆူအမှုထားလေးရပါဘူးကျွန်တော်မှဓာတ်အနေနဲ့တော့တစ်ချောင်း2ချောင်း3ချောင်း4ချောင်း5ချောင်းရှိပါပါပြီကျွန်တော်တို့ဓာတ်တော့ကျွန်တော်လေးဝယ်လိုက်ရအောင်ကျွန်တော်မရင်းပဲအတွက်ကျွန်တော်လေးဘောတက်တာပါလေကျွန်တော်တို့တွားလိုက်ရအောင်အကျုံးကဆိုရင်ကျွန်တော်ဒီလိုတက်တန်းလင်းသွားရင်ရောက်ပါတယ်ရှိမှတွေ့နေရပါပြီဒီကျိုးနာမည်ကတော့ Parry Island လို့ခေါ်ပါတယ်ဟုတ်ပါတယ်ဒီကျိုးနာမည်ကတော့ Parry Island ပါကျွန်တော်အန်လောင်သွားပြီးတော့ဓာတ်သွားပါလေရကျွန်တော်မိုးရတဲ့နေပိုင်းနဲ့ဒီလိုအလုံးတော့ပါကျွန်တော်ကခုကျွန်တော်တို့မိုးရနေတဲ့အချိန်မှာမလို့ပါကျွန်တော်ရောက်တော့ပါမယ်ရောက်ပြီဆိုရင်တော့ကျွန်တော်ကျွန်းသွားရအောင်ကျွန်တော်တို့အခု robot error ဖြစ်နေတယ်ဘလို့ဖြစ်မှာကျွန်တော်အဆွေးက4,000ရေးချင်တယ်ကျွန်တော်ထားတော့ဒီနားလို့လည်းထားတယ်ရပါပြီဒါတော့ထပ်ပက်ကတန်းနာဆိုဓာတ်နှချောင်းပါဦးတယ်ခိုင်းနေတာပါဒီတားတော့အယုံမတ်လဲဩခိုင်းလို့ခိုင်းနေထားရပါတယ်ထိုင်းနေဒီမှာပါဒီထိုင်းလေပြီးတော့ကျွန်တော်စီပါတော့ဖေးဝိုင်းပုံနဲ့မကြည့်ပါနဲ့ဟာတာစစ်တူးမှရတဲ့ဟာမှာကျွန်တော်စစ်တူးရောက်မှတော့ထပ်တင်ပါမယ်နော်ဒိုင်းလည်းတော်များပါပြီပါပြီအဲ့ဒါဝယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ခုနဆက်တော့ပါမယ်တို့ကျွန်တော်တော့အတောင်းတော့လိုက်ခဲ့တယ်ပါမရင်းအိုင်ပြီးပါလေထားမရင်းဒီမရင်းတော့မဟုတ်ဘူးမရင်းဖော့တဲ့အိုင်လန်လေးပါဒီအချစ်ကကျွန်တော်သွားနေရအိုင်လန်လေးဖြစ်ပါတယ်ကျွန်တော်တို့သွားရအောင်ကျွန်တော်သွားနေအောင်ကြည့်နေဘလို့ပြင်းနေမှာဆိုကျွန်တော်ချုံးရောက်တဲ့ခါကျရင်ပြန်တွေ့ကြအောင် let's go ခုဆိုရင်တော့ကျွန်တော်ကျွန်းရောက်ရှိပါပြီကျွန်းရောက်လာတဲ့အရင်တော့ကျွန်တော်တို့အိုး time ဘူးတွေ့ရပါတယ်ကျွန်တော်ပြောပါမယ်ကျွန်တော်အကန်ကောင်းပါတယ်လို့ဆိုရအောင် yes ကျွန်တော် time ဘူးရှိဘူးဒီဒါတော့လောက်လေးကော everything လိုက်တဲ့ဥစ္စာပါကျွန်တော်လည်းတင်တော့ဒါကတော့ဒါလည်းတက်ပါပြီဒီတနက်ကဈေးရောက်ကြီးရဲ့ဗျဒါမှဈေးကြီးမဲ့ဟောတိန်းတော့ဟာငါစနေပြုတ်ပြီဒီကန်းလေးပါဒီကန်းတော့သူ့ကတော့ဘုံလုံးပါသူပြလိုက်ဘုံပါဟုတ်ပါဘောတော့ကြည့်ရအောင်ကိုပေးမလားလို့တော့တခုခုမိအဲ့တော့ကျွန်တော်ဒါဝိထားကျွန်တော်မဒီရဆိုရအမရှိဘူးရှိတယ်နော်ဘုံနေတာဘုံနေတာကျွန်တော်ဘုံနေတာကျွန်တော်
ဟာနဲ့ကျွန်တော်တို့တကယ်ရောက်ပါကျွန်တော်ဖြိုးပါပဲကျွန်တော်ကန်ကောင်းပါလေလို့ကျွန်တော်ဘာလို့မရဘူးဘူးကြည့်နေတယ်စောနေမှာကျွန်တော်နားမလဲကွာနေတယ်ကျွန်တော်ကန်ကောပြောရင်ပြန်လို့ရအောင်တီးကိုခုဆိုတော့ဖြစ်ကျွန်တော်ချမ်းရောက်ပါပြီကိုဖူကွာနေဟာစီးပြီးတိုင်ကြတယ်ဘာတော့မှစီးပြီးစီးသွားမှလားစပွန်နေလားဟောဘကမဗီဒီယိုကောင်းကြီးလို့ဆက်တော့ရှာကတော့မစပွန်ပါဘူးဒီမှာလူတော်များကျွန်တော်တို့ကျွန်တော်အကောင်းတဲ့ဖူကအဲ့လိုကျွန်တော်အားလေးဗာလေးဟာအောက်ကြောက်သွားပါလေပြရတယ်တော့ကျွန်တော်ကြောက်ပြီးကောင်းတာလေးပါလေကျွန်တော်ကန်ကောင်းတယ်ဆိုတော့ဘလို့ကောလောက်နဲ့ချစ်တော့မတကယ်ပေါ်လာဟာရောင်းနေငါကန်ကောင်းနေယူထားတယ်ကွာစမောဖူဘောတဲ့စမောဖူကျွန်တော်ရှိပြီးသားကြီးဗျာရောဒီကလေးကကျွန်တော်ပြလိုက်မယ်ရောယူမလားယူရတယ်ခေကျွန်တော်တို့နောက်ထပ်ဗီဒီယိုကြရင်ထပ်တွေ့ရအောင်အားလုံးပဲဘိုင်ဘိုင်